အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ weather app လေးကိုအတူတူစပြီးတော့ရေးလိုက်ကြရအောင်အဲတော့ကျွန်တော်တို့ VS Code လေးကိုဖွင့်လိုက်မယ်ဖွင့်ပြီးတော့ကျွန်တော်တို့ Control Shift ပြီးပေါ့နော်ဒါတွေတော့စပြီးတော့လေ့လာဖို့အတွက်သူအနေနဲ့တည်ပြီးသားဖြစ်မှာပါအဲ့တော့ application ကိုရွေးလိုက်မယ်ရွေးပြီးတော့ကျွန်တော်တို့ကိုယ့်ရဲ့ application ကိုဘယ်နေရာမှာထားမလဲပေါ့နော်ဒါ free ရွေးခိုင်းတာဖြစ်ပါတယ်ကျွန်တော်တို့ desktop ပေါ်မှာပဲထားလိုက်မှာဖြစ်ပါတယ်အဲ့တော့ဒီမှာ application name ကိုရွေးခိုင်းတာဖြစ်ပါတယ် application name ကိုကျွန်တော်ကဒါnotification က weather app လို့ပဲပေးလိုက်ပါတယ်အဲဒါဆိုရင်ကျွန်တော်တို့project က desktop ပေါ်မှာ create ပြီးသားဖြစ်သွားပြီပေါ့နော်ဒီမှာ weather app လေးဝင်သွားပြီဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ project မှာအဓိကသုံးသွားမယ်ဒီ Flutter package တွေကတော့ဒီ geolocator ရယ် retrofit ရယ် Flutter block ရယ်ပေါ့နော်ဒါတွေကိုအဓိကtarget ထားပြီးတော့သုံးမှာဖြစ်ပါတယ် retrofit သုံးတာနဲ့ကျွန်တော်တို့ကနောက်မှာတွဲပြီးတော့ပါလာမှာတော့ကျွန်တော်တို့ဒီ JSON serializable ပေါ့နော်ဒီကောင်ကိုလည်းခါလေးတွဲသုံးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီရာသီဥတုပေါ့နော်ဒီ weather API ကိုဘယ်ကနေယူလဲဆိုတော့ကျွန်တော်တို့ Rapid ကနေပြီးတော့ယူမှာဖြစ်ပါတယ်အဲ့တော့ဒီမှာတစ်ချက်ကျွန်တော်တို့ရှာလိုက်မယ်ဒေါ်လေးရေဒီရှိရ weather ဆိုပြီးတော့ရှာလိုက်မယ်အဲ့ဒီမှာကျွန်တော်တို့ဒီကောင်လေးသုံးလိုက်မှာဖြစ်ပါတယ်အဲ့တော့ weather API ဆိုတာဒီကိုကျွန်တော်တို့ test invoice ဆိုပြီးတော့ဆန်းလိုက်မယ်အဲ့ test invoice ဆန်းလိုက်တဲ့အခါကျတော့ client error ဖြစ်နေဘာကြောင့်ဖြစ်နေလဲဆိုတော့ကျွန်တော်တို့ဒီမှာသူထဲမှာ parameter တွေမထည့်လို့ဖြစ်ပါတယ်အဲ့ parameter တွေကျွန်တော်တို့ဘာထည့်ပြီးကောင်းမလဲဆိုပြီးတော့စဉ်းစားမနေပါနဲ့ကျွန်တော်တို့အဆင်ပြေရထည့်လိုက်ပါကျွန်တော်20ရေ90ရေထည့်လိုက်မယ်လက်တီကျူလောင်ကြီးကျူဖြစ်ပါတယ်အဲ့ဒါဆိုတော့ data ကျလာပြီဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီလက်တီကျူလောင်ကြီးကျူတော့ခုနကပြောထားတဲ့ဒီ geolocator နေပြီးတော့ကျွန်တော်တို့ကိုယ့်ရဲ့ဒီ application ကနေပြီးတော့ကိုယ့်ရဲ့လက်တီကျူလောင်ကြီးကျူဒီ GPS ကနေယူမှာဖြစ်ပါတယ်retrofit ကကြတော့ကျွန်တော်တို့ဒီ HTTP request တွေကိုကျွန်တော်တို့ handle လုပ်ဖို့အတွက်အသုံးမှာဖြစ်ပါတယ် Flutter blocks ကတော့ကျွန်တော်တို့ဒီ state management အတွက်ကျွန်တော်တို့အသုံးပြုတာဖြစ်ပါတယ်အဲ့တော့ဒီဘာလို့ retrofit ကိုသုံးရလဲဆိုရင်ကျွန်တော်တို့ဒီအများများလာတဲ့ model တွေမှာကိုယ့်ဟာကိုယ်manual ရေးဖို့ဆိုရင်အရန်ကြာတယ်ပေါ့နော်အရန်ကြာတယ်ဆိုတော့ကျွန်တော်တို့ JSON serialization နဲ့တွဲဖက်ပြီးတော့ကျွန်တော်တို့ပုံမှန် HTTP နဲ့ရိုးရိုး model ကိုကျွန်တော်တို့ JSON ကို from JSON to JSON ရေးမယ်ဆိုရင်အရန်ကိုများပါတယ်အရန်ကိုများတဲ့အတွက်ကျွန်တော်တကယ် project တွေရေးတဲ့ခါကျရင်ကျွန်တော်မတွေ့ဘူးပေါ့နော်ရှေ့မရောက်တာဒီ code ဒီပဲရေးနေရတဲ့အချိန်ကုန်တာဒီကောင်ကကျတော့ကျွန်တော်တို့ဒီ generated file ကိုထုတ်ပြီးတော့ကျွန်တော်တို့ရေးရမယ့်ဟာတွေကိုsystem ကနေပြီးတော့ထုတ်ပြရဖြစ်ပါတယ်ရေးပြီးသားဖြစ်သွားပါတော့ကျွန်တော်တို့သိပြီးတော့အားမဆိုင်ရဘူးပေါ့နော်ဒီပေါ်မှာဒါကတော့ကျွန်တော်ရေးတဲ့ပူပြီးသားလူအနေနဲ့သုံးမှအဆင်ပြေပါပါရေးတဲ့ဒီ model တွေဒီ object တွေကြောင်းကိုကျွန်တော်မသိဘဲနဲ့ဒီ JSON notation တွေပါသွားတော့လိုက်မယ်ဆိုရင်တော့တော်တော်လေးအဆင်မပြေဘူးဖြစ်မှာပေါ့နော်ဒါတော့ကိုပါကိုmodel တွေကို handwrite ဒီလက်နဲ့ရေးဘူးတဲ့သူမှသိမှာပါဒီအခက်အခဲကိုလေဘာလို့ဆိုတော့ code တွေရမ်းများတဲ့ခါကျရင်ကျွန်တော်တို့ဒီ model တွေ response တွေရမ်းများတဲ့ခါကျရင်ကျွန်တော်တို့ရေးဘူးကတော်တော်လေးကိုကြာပါတယ်အဲ့ဒီအတွက်ကျွန်တော်တို့ JSON notation ကိုအသုံးပြုပြီးတော့ retrofit နဲ့တခါတည်း API ပိုင်းလိုက်တာဖြစ်ပါတယ် okay အဲ့တော့ကျွန်တော်တို့ဒီ API လေးကိုတစ်ချက်ရေးဖို့အတွက်ကျွန်တော်တို့ဘာကိုသုံးရမလဲဆိုရင်ခုနကလိုလေgeolocator အရင်ထည့်လိုက်မယ်အဲ့တော့ geolocator ကူးပြီးတော့ passport တော့ရမယ်တဲ့ထည့်လိုက်ရတယ်အဲ့လိုမှမထည့်ချင်ဘူးကွာတာမင်နေကနေပြီးတော့သွားချင်တယ်ဆိုလို့ရပါတယ်တာမင်နေကနေပဲကျွန်တော်တို့သွားလိုက်ကြအောင် ability ရ flutter app ဆိုပြီးတော့geolocator ရေးမယ် space ချမယ်နောက်ကကျွန်တော်တို့ဒီမှာ retrofit သုံးမယ် retrofit သုံးမှလည်းဒီခုနကကျွန်တော်ပြောလို့တခါတည်းကပ်ပါလာမှာ JSON annotation ဖြစ်ပါတယ်အဲ့တော့ JSON annotation ထည့်မယ်JSON annotation ထည့်ရုံနဲ့ပြီးတော့ကျွန်တော်တို့ဒီမှာ flutter block ကိုတခါတည်းတက်ထည့်လိုက်မယ် flutter block ထည့်ပြီးဒီequal ဒီပဲလေးပဲတခါတည်းထည့်လိုက်ပါမယ်ဒါထည့်ပြီးကျွန်တော်တို့DIO လေးပဲထည့်လိုက်မယ်ပြီးတော့ pretty DIO လောဂျာလေးကျွန်တော်ထည့်လိုက်ကြအောင်pretty DIO လောဂျာကျတော့ဒီမှာခါလေးရှာလိုက်မယ် PRTT pretty DIO လို့ချစ်ချီလောဂျာလေးထည့်လိုက်မယ်ကျွန်တော်စလုံးမောင်းမှာကျွန်တော်မှားတော့မှာပါသုံးနေကြတော့ okay ဒါလေးတစ်ခါတက်ထည့်လိုက်မယ်အဲ့ဆိုတော့ကျွန်တော်တို့ဒီ passport တော့ရမယ်တဲ့ဒီ dependency အောက်မှာဝင်သွားပြီဖြစ်ပါတယ်ဒီမှာဝင်သွားပြီဖြစ်ပါတယ် okay အဲ့တော့ကျွန်တော်တို့ဒါတွေကကျွန်တော်တို့အသုံးပြုမဲ့ package ပေါ့နော်ကျွန်တော်ဒီ development မှာအသုံးပြုမဲ့ dependency တွေကတော့ကျွန်တော်တို့ဒီမှာ retrofit generator တွေရှိမယ်ပြီးတော့ကျွန်တော်တို့page runner တွေရှိမယ် JSON serializable တွေရှိပါမယ်အဲ့တော့ဒါလေးတွေကို copy ကူးပြီးတော့ခုနကလိုပဲကျွန်တော်တို့ ability flutter app ဆိုပြီးတော့ဟုတ်ထည့်လိုက်မယ်ထည့်ပြီးတော့နောက်တစ်ခုကကျွန်တော် page runner ပေါ့နော်ဒီကောင်းနဲ့ဘာလို့လဲဆိုတော့ခုနကကျွန်တော်ပြောလို့ကျွန်တော်တို့ဒီလက်နဲ့ကိုယ်တိုင်ရေးရမယ့်ဟာတွေကိုသူမရေးတော့ဘဲနဲ့
generate လုပ်ပေးရပေါ့နော်နောက်တစ်ခုဒီမှာကျွန်တော်နောက်က DEV လေးထည့်ပေးရအောင်နော် dash DEV လေးထည့်ပေးရမှာဖြစ်ပါတယ်အဲ့လိုမှမထည့်ဘူးဆိုရင်ကျွန်တော်တို့ဘာဖြစ်လဲဆိုရင်ဟိုဒီ package တွေ dependency တွေအောက်မှာဝင်တော့မှာဖြစ်ပါတယ်ကျွန်တော်တို့ဒီအခုလက်ရှိထည့်Redux generator တို့ Git runner တို့ JSON serializer တို့ဆိုတာကျွန်တော်တို့ဒီ development လုပ်နေစဉ်မှာအသုံးပြုမဲ့အတွက်ကျွန်တော်တို့ဒီ depth dependency ရဲ့အောက်မှာကျွန်တော်တို့ထည့်ပေးရမှာဖြစ်ပါတယ် Okay အဲ့ဒါဒီအောက်မှာတက်ဝင်သွားဖြစ်ပါတယ်ဘာလို့လဲဒါလေးရှင်းထုတ်လိုက်မယ်လောက်ပဲထည့်ပါမယ်နော်ဒါမြင်လာတော့ဒီလိုကြတာလည်းပါသွားပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ရင်တော့ဘာလို့ရမလဲဆိုရင်ကျွန်တော်တို့ဒီ main ထဲမှာရှိတဲ့ file တွေကိုကျွန်တော်တို့အကုန်လုံးဖြတ်ပြမှာဖြစ်ပါတယ်အကုန်လုံးမဖြတ်ဘူးမဖြတ်ချင်လည်းရပါတယ်အဲ့တော့ဒါလေးတွေကိုဖြတ်ပြလိုက်ပါနော် home ဒီ channel home ဒီပဲထားလိုက်မယ်ကျွန်တော်တို့ပြီးကြရင်သူ့အောက်ကဟာတွေကိုကျွန်တော်ဖြတ်ပြမှာဖြစ်ပါတယ် okay ဒီလောက်ဆိုရင်ရတော့ပါပြီကျွန်တော်တို့စာရေးမှာပေါ့နော်စာရေးမှာဆိုကျွန်တော်တို့ဒီ folder လေးခွဲလိုက်ကြအောင်ကျွန်တော်တို့ဘာခွဲမလဲဆိုရင် 01 SDA NDS constant ထည့်မယ်နောက်တစ်ခုကကျွန်တော်တို့ဘာထည့်ရမလဲဆိုရင် constant ရယ်ကျွန်တော်တို့ UI ထည့်မယ်ဒါလေးတော့မိမိတို့စိတ်ကြိုက် UI လို့ထည့် screen လို့ပဲထည့်ပေါ့နော် presentation layer လို့ခွဲပြီးတော့ထည့်လို့ရပါတယ်နောက်တစ်ခုကကျွန်တော်တို့ repository ထည့်ပါမယ် UI repository ထည့်ပါမယ် folder လေးထည့်ပါမယ်ပြီးကြကျွန်တော်တို့ model တွေထည့်ပါမယ် model repository custom တွေကျွန်တော်တို့ plot ထည့်ပါမယ်ဒါကတော့ကျွန်တော်တို့ဒီ app ကလေးရဲ့ API ကတစ်ချောင်းတစ်ချောင်းလောက်ပါမယ်တစ်ချောင်းလောက်ပဲပါတစ်ချောင်းလောက်ပဲပါမှာဆိုတော့ကျွန်တော်တို့ကအရင်မထည့်တော့ဘူးပေါ့နော်ဒီလိုလေးပဲထည့်ရတယ်အဆင်ပြေလို့ကျွန်တော်တို့ကြည့်ပြီးတော့ရေးလိုက်ကြမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်ဘာလို့ရေးရမလဲဆိုရင်အခုဒါကတော့ဟိုပါပေါ့နော်အရင်ဆုံးပြောပြပါကျွန်တော်တို့ဒီ team အနေနဲ့လုပ်တဲ့ခါကျရင်ကျွန်တော်တို့backend သမားနဲ့ညှိပြီးတော့သူတို့ကblue model တွေလာနိုင်လေဒီလာနိုင်တဲ့ model တွေကိုကျွန်တော်တို့အရင်ရေးရမှာဖြစ်ပါတယ်သူတို့ကအရင်ကိုဒီ API စာပေမှာပေါ့နော်နှစ်ခုရှိပါတယ်ကျွန်တော်တို့ကဒီ UI UX designer ပြီးတဲ့ design အရင်ဆိုရတဲ့မျိုးလေးရှိပါတယ် designer မပြီးတဲ့အတွက်ကျွန်တော်တို့ဒီ backend ကအရင်ပြီးနေတဲ့အတွက်ကျွန်တော် backend ကကိုယ်ကိုလည်းအရင် model တွေရေးထားတာမျိုးလည်းရှိပါတယ်ဒါကတော့ကိုယ့်ရဲ့ဘယ်လိုပြောမလဲကိုယ်လုပ်နေတဲ့ team ရဲ့ပေါ်မှုတရားပေါ့နော် management ပေါ်မှုတရားပေါ့နော်ဒါလည်းကျွန်တော်ပြောပြတာပါအဲ့တော့ဒီ Rabbit မှာကျွန်တော်တို့ account လေးလုပ်ပြီးရင်ကျွန်တော်တို့ account လုပ်တာတော့လွယ်ပါတယ်ကျွန်တော်တို့မှာဒီ Google account ကတော့လူတိုင်းရှိကြမှာတင်ပါတယ် Google login with Google နဲ့ဝင်ပြီးတော့ကျွန်တော်တို့စမ်းနေတဲ့ API လေးတွေကို submit လုပ်လိုက်ရပါပဲအဲ့တော့ဒီမှာအရင်ဆုံးကြည့်လိုက်မယ်ကျွန်တော်ဒီမှာဆိုရင် COD ရှိမယ်နောက်တစ်ခါကျတော့ message ရှိမယ်နောက်တစ်ခါကျတော့ CND ရှိမယ်ဒါလေးရှိပါတော့DT ဆိုတာဒါ date time ပေါ့နော်ဒါ ISO state နဲ့format နဲ့ထုတ်ပေးထားဖြစ်ပါတယ်ဒီမှာ summary ရှိမယ် main ရှိမယ်အဲ့တော့မလိုအပ်တဲ့ဟာတွေကိုကျွန်တော်မယူဘူးဗျာလောဆယ်ဘယ်မှာယူလဲဆိုတော့ကျွန်တော်ဒီဟာကိုကျွန်တော်record ပေးမှာဆိုတော့သင်္ကန်းစာကိုတူတူနဲ့လူရင်းအောင်ကြိုကြည့်ထားဖြစ်ပါတယ် ID ဟိုဟာလေးကို API လေးကိုအဲ့တော့ဒီမှာ weather ဒီမှာဆိုရင်ပုံမှန်0တွေနဲ့ပဲများတယ်ပေါ့နော်0တွေဆိုတာဒီ weather ဒီ array နဲ့လာတယ် array ထဲမှာမှကျွန်တော်တို့က generate ဒီ JSON နဲ့ပေါ့နော်ညလာတယ်ဒါတဲ့ခါကျတော့ကျွန်တော်တို့ဒီမှာဆိုရင်သူ main ရှိမယ် description ရှိမယ်အဓိကကျွန်တော်တို့လိုချင်တာလည်းဒီ description လေးကိုလိုချင်တာဒီနေ့ရာသီဥတုဘယ်လိုဖြစ်လဲဆိုရင်ကျွန်တော်တို့ဒါလေးကိုချက်ကြည့်ပြီးတော့သူရဲ့ icon လေးနဲ့ပြပေးမှာဖြစ်ပါတယ်အဲ့တော့ summary မှာဆိုရင်လည်းကျွန်တော်တို့ဒီနေ့အတွက်ကျွန်တော်တို့ရာသီဥတုအခြေအနေဘယ်လိုရှိလဲဆိုတာကိုပြပေးရဖြစ်ပါတယ်အဲ့တော့အရင်ဆုံးရေးရမှာကျွန်တော်တို့ဒီမှာ list ကျွန်တော်တို့ယူမဲ့ data ဒီ list ရဲ့ကျွန်တော်တို့ဒီမှာ city ရှိတယ် city မှာဆိုရင်ကျွန်တော်တို့ fees က10ခုရှိတယ်အဲ့တော့ဒီအခုကျွန်တော်တို့ထည့်လိုက်တဲ့ latitude longitude တွေမှာရှိတဲ့ဟိုပေါ့နော်စီမြို့နာမည်ပေါ့နော်ဒီ location မှာပေါ်တဲ့မြို့နာမည်သူတို့ weather မှာပေါ်မယ်အနည်းဆုံးရှိတဲ့မြို့နာမည်ပြပေးရမယ်နောက်တစ်ခုကကျတော့ဒီ coordinate ပေါ့နော်ဒီလက်လောင်ပေါ့ကျွန်တော်ထည့်လိုက်တဲ့လက်လောင်အဲ့ဒါပြပေးလို့လည်းရတယ်နောက်တစ်ခါကျဒီမှာ population တို့ပါတော့ပေါ့နော်ဒီ sunrise ဘာညာအခြေအနေပြပြီးတော့အဲ့တော့ဒါတွေကိုကျွန်တော်မယူဘူးအဓိကမြို့နာမည်ကိုယူမယ်ကျွန်တော်လက်ရှိရောက်နေတဲ့မြို့နာမည်ကိုပြမယ်အဲ့တော့ဒီကောင်မယူဘူးပေါ့နော်အဲ့တော့ CD ထဲမှာဆိုရင်ကျွန်တော်ယူစရာလို့ ID ရဲ့ name ရရှိတယ်နောက်တစ်ခါ list ထဲမှာဆိုရင်ကြည့်လိုက်ရင်ကျွန်တော်တို့ကဘာရှိမလဲဆိုတော့ဒီ summary ရှိမယ်summary ရဲ့နောက်တစ်ခုဘာရှိမလဲဆိုတော့ကျွန်တော်တို့ဒီ weather ရှိမယ်ပေါ့နော် weather ရှိမယ်အဲ့လောက်ပဲယူမယ်ပေါ့ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ model ထဲမှာသွားမယ် model ထဲမှာသွားပြီးပထမဦးဆုံးနေတယ်ကျွန်တော်ဒီ API response ဆိုပြီးတော့ပြန်လိုက်မယ်ပေါ့နော် RES v1 response.drt ဆိုပြီးတော့
ပြန်လိုက်မယ်ပြန်လိုက်ပြီးတော့ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ IAM BORD ကျွန်တော်ပြောလို့ JSON CTL live ပဲတော့ပေါ့နော် JSON annotation တော့ဖြစ်တဲ့အတွက် JSON annotation